ရွှေသားပုံလူဇေဒီတော်ရွှေလေးချိန်2668.68ကျပ်သားဖြင့်ပူဇော်သွန်းလုပ်သောရွှေဇေဒီကိုရွှေတုံဇေဒီတော်အင်္ဂါတောင်းနဲ့ဗုဒ္ဓတောင်ကြားရှိဥစံချိန်တစ်စောင်းအတွင်းဖူးတွေ့နိုင်ပါတယ်ရွှေဇေဒီကိုရွှေတုံဇေဒီတော်မြတ်ကြီးပုံစံတူအတိုင်းသွန်းလုပ်ပူဇော်ထားပြီးဇေဒီတော်မြတ်ကြီးအောက်အစ90ငယ်ပါတယ်အချိုးအဖြစ်တေချိုး90ဖြစ်ပါတယ်ရွှေသားပုံလူဇေဒီရဲ့အမြင့်ဟာ45လက်မှရှိပြီးပုံလူဇေဒီကိုမုတ်ဦးဇေဒီ4စုနဲ့ဇေဒီငယ်64စုစုစုပေါင်းဇေဒီ68စုဝန်းရံထားပါတယ်ရွှေဇေဒီကိုစိန်အထွတ်တစ်လုံးစိန်240လုံးကြောက်စိန်900လုံးပရမ 1895လုံးနီလာတာ242လုံးနီလာလုံးကျော်159လုံးကတ်လူပူဇော်ထားတဲ့အတွက်ကြောင်မြတ်ရတနာစုစုပေါင်း3239လုံးကတ်လူထားပါတယ်ရွှေဇေဒီကိုအများပြည်သူအလှူငွေဖြင့်မြမကြောင်မြတ်ရတနာလုပ်ငန်းမှာ1999ခုနှစ်မတ်လ10ရက်မှာစတင်သွန်းလောင်းခဲ့ပြီး1999ခုနှစ်ဧပြီလ22ရက်မှာအောင်မြင်ပြီးမြောက်ခဲ့ပါတယ်ရွှေတုံဇေဒီတော်တို့1999ခုနှစ်ဧပြီလ28ရက်နေ့မှာပင့်ဆောင်ပူဇော်ကိုးကွယ်ပါတယ်